တွန်းမယ်နောက်ဆုံးမယ်ပြန်တက်မယ်ပြန်ခွိုင်းလို့မယ် Okay ခုလုံးမယ်လေ့ကျင့်ခန်းက landmine step press ပေါ့နော် step press လို့ပြောတဲ့အတွက်ကြောင့်ရှေ့2နောက်ဆုတ်ရှေ့လမ်းပုံစံလေးပါမယ်ပြီးရင် press လို့ပြောတဲ့အတွက်ကြောင့်လက်ကတွန်းလာပါမယ် Okay အဲ့ဒီခါမှာကျွန်တော်တို့က coin လုပ်တဲ့ပုံစံလေးပါမယ် coin လုပ်တဲ့ပုံစံဆိုတာဒီလိုတစ်ထောင်နဲ့ဒီလိုဖြတ်ခုတ်တာကိုပြောချင်တာလှည့်ရိုက်တာဒါမျိုးတွေကိုပြောချင်တာကျွန်တော်တို့ရဲ့ဒီ thoracic ရင်အုံကြီးကိုညွှန်းညင်တာပေါ့နော်ဒီလိုတာမန်မဲ့လက်ကတွန်းလာဆန့်လာရိုက်တာမျိုးမဟုတ်ဘဲနဲ့ဒီရင်အုံရဲ့ဒီဘက်တစ်လှည့်ဒီဘက်တစ်လှည့်လှုပ်ရှားမှုလေးပါမယ်ဒါကိုပြောချင်တာဆိုတော့ကျွန်တော်ပုံစံကတော့ပုံစံတိုင်းပဲလက်မိုင်းလေးချင်းကနေစမယ်ဆိုရင်လက်မိုင်းကိုဒီလိုလက်ကတွန်းကြည့်လိုက်တွန်းလိုက်တဲ့အခါမှာလက်မိုင်းဒီ45ဒီဂရီလူကိုပြန်ကြည့်လူကလည်း45ဒီဂရီဖြစ်နေတဲ့အနေအထားမျိုးလေးနဲ့စမယ်အဲဒီလိုအနေအထားလေးနဲ့စမယ်ဆိုတော့ဒါဒီပုံစံစယူတဲ့ပုံစံခြေထောက်ဒီပခုံးအကျယ်လောက်ပဲထားမယ်ပြီးရင်ရှေ့ဥပိုင်းလေးနဲ့ထားမယ်လုံးဝရှေ့ပြားကြီးထောက်တာမျိုးမဟုတ်ဘူးเนาะခဏလေးကြွရုံလေးပဲရှေ့ကိုရိုင်ပြီးတော့လက်မိုင်းပေါ်မှာကျွန်တော်တို့ကဖိမိထားမယ်တစ်ခုကိုတစ်ခုအမိတဟဲပြုတ်ထားတာဒီမှာတင်းအားရှိနေပြီအဲ့လိုပုံစံသွားမယ်ဆိုတော့ပုံမှန်ဆိုရင်ကျွန်တော်က press လုပ်တာဒီပခုံးထီကိုပြန်ချမယ်ပြီးရင်တွန်းမယ်ဒါမျိုးသွားမယ်ဒါပေမဲ့ဒါရိုးရိုးတမျိုးကြဒီ muscle ကိုပဲအထောက်ပံ့ပိုးများတယ်တင်းအားကဒီမှာပဲပြီးသွားတယ် muscle target လုပ်ပြီးဆော့တယ်လို့ဖြစ်နေတယ်ဒီမှာကကျွန်တော်တို့ကခဏကိုတစ်ခုလုံး chain တစ်ခုလုံးဆော့ကြတာဖြစ်တဲ့အတွက်ကြောင့်အပေါ်ပိုင်းရဲ့တွန်းနိုင်တဲ့အားကိုဒီထက်ပိုများအောင်ယူမယ်အဲ့ဒီခါမှာကျွန်တော်တို့ကဒီလို coin လုပ်တဲ့အားလေးပါသွားတယ်ဆိုတော့ဒီဘက်က thoracic ဘက်ကို scapula ဘက်ကပိုးမြင့်ပြီးတော့တရောင်ဆောင်ဖြတ်ခုတ်ယူပြီးတော့မှာပေးထားတယ်ပြီးရင်ဒီကောင်တွန်းရင်ဒီကောင်လှည့်မယ်ဒါဆိုရင်ကြည့်လိုက်ဒါဆိုရင်ဒီလိုပါလာပြီပေါ့နော်ပြောချင်တာရင်အုံရဲ့အထောက်ပံ့အားပါထပ်ပါလာပြီရိုးရိုး static ကြီးတွန်းတာမျိုးမဟုတ်တော့ဘဲနဲ့ dynamic ဖြစ်သွားပြီ Okay ဆိုတော့ဒီမှာပြီးပြီလားဆိုတော့မပြီးသေးဘူးအဲ့ဒီသဘောတရားကိုပြောချင်တာဆိုတော့ကျွန်တော်တို့ starting point ဒီပထမဆုံးစရမယ့်ပုံစံဒီလိုလေးယူထားမယ်ဒီမှာပကုံးဘက်ကိုနှိမ်ထားတယ်ဒီဘက်ကလက်ကတစ်စောင်းဖြတ်ယူထားယူပြီးသွားရင်ကျွန်တော်တို့ကဒီကောင်လှည့်တယ် press လုပ်တယ်နောက်ကိုတလန်းဆုပ်ပြီးညှစ်ပေးလိုက်မယ်ဒါဆိုရင်နောက်ဆုပ်ပြီးညှစ်လိုက်တဲ့အတွက်ကြောင့်တင်းအားပိုးဖိလာတယ်ပိုးများသွားတယ်ဆိုတော့ကျွန်တော်တို့တွန်းလိုက်တဲ့ဟာကအခုတော့အလေးဝင်ဒီလောက်ပဲဆိုရင်ဒီလိုချိန်မှာတွန်းတာကနည်းနည်းလေးပိုတိုးသွားတယ်ဆိုတော့ကျွန်တော်တို့သွားမယ်ပုံစံဒီလိုစတယ်ပြီးရင်ဒီလိုတွန်းတယ်ဒီထုတ်မယ်ပြီးရင်ပြန်တက်လာတယ်ဒီလိုပြန်ယူမယ်ဒီဘက်ကတစ်ကောင်ကလည်းကြက်တောင်မှန်လို့ပဲခုတ်ယူမယ်နောက်โอเคဒီဘက်ကတစ်ကောင်ကလည်းဒီလိုနေရာကနေဒီလို punch လုပ်ပြီးတွန်းတာဒီအတွက်ကြောင့်ဒီကောင်ဒီလိုတွန်းရင်ဒီဘက်ကဒီလိုယူတယ်ဆိုတော့ဒါတောင်လက်နှစ်ဖက်ကကျွန်တော်တို့ရဲ့ရှိန်ဝင်လို့ပဲတစ်ဖက်ကလေးသားသွားရင်တစ်ဖက်ကမြင့်သွားတယ်တစ်ဖက်ကလေးသားသွားရင်တစ်ဖက်ကနှိမ့်သွားတယ်ဒီလိုပေါ့လို့ပဲဆိုတော့စပြီကျွန်တော်ပုံစံနဲ့ယူပြီးသွားပြီ45ဒီဂရီယူပြီးသွားပြီပြီးရင် coin လုပ်မယ် coin လုပ်တယ်ဆိုတော့ဒီလိုလုပ်တာတောင်တွေကိုကျွန်တော်တို့ strike လုပ်တဲ့ပုံစံကိုထည့်ပေးတာလှည့်ရိုက်တဲ့အားကိုထည့်ပေးတာခြေပြားလေးရှေးဥပန်းလေးတွေမှာယူမယ်ယူပြီးသွားရင်တွန်းမယ်နောက်ဆုံးမယ်ပြန်တက်မယ်ပြန် coin လုပ်မယ်တွန်းမယ်နောက်ဆုံးမယ်ဒီထုတ်မယ်ပြန်တက်မယ် coin လုပ်မယ်လေရှူသွင်းမယ်တွန်းမယ်နောက်ဆုံးမယ်လေထုတ်မယ် Okay ဒီသဘောလေးပဲ